ဒီနေ့မှာတော့ပန်းသီးလေးတစ်လုံးပုံနေတာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အပက်ကြီးလေးလုပ်တော့ဖြစ်ပါတယ်။အရင်ဆုံးပန်းသီးလေးတွေကိုခွဲလိုက်ပြီးတော့အလဲရအစံလေးတွေကိုဖယ်လိုက်ပါတယ်။အခုကတော့နှစ်ပိုင်းပေါ့နော်။တစ်ပိုင်းကိုတော့ပြုတ်တဲ့ပိုင်းမှာထည့်မယ်။နောက်တစ်ပိုင်းကတော့အလှဆင်မှာဖြစ်ပါတယ်။ကဲပန်းသီးလေးတွေကိုခပ်ပါပါလေးဖြစ်အောင်လုပ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီပန်းသီးလေးနဲ့အလှဆင်မှာဖြစ်လို့ပါ။ကြိုတင်ထားရေနွေးဦးတွေကိုလီလာရဲ့ပန်းသီးလေးထည့်လိုက်ပါပြီ။အိမ်နောက်မှာတော့ဂျင်းနှင်းငယ်ကိုထပ်ပြီးတော့ချစ်ပါမယ်။ရလာပြီဆိုလို့ရှိရင်တော့ခုနဦးထဲမှာပဲထည့်ထည့်ပါမယ်။အယောင်ပြောင်းသွားတဲ့အချိန်မိနစ်20လောက်စောင့်နေတော့မှပန်းသီးလေးတွေအလှဆင်လိုက်ပါပြီ။နောက်ထပ်သမြားသီးလေးတွေကိုညှစ်ပါမယ်။ပြားရည်ကိုကိုလိုအပ်တဲ့အချိုပုံမူတည်ပြီးတော့ထည့်လို့ရပါတယ်။တမြာသီးကိုလည်းထို့အတူပါပဲကိုလိုတလောက်ပဲထည့်ပြီးတော့အရသာချိန်လို့ရပါတယ်ပန်းသီးကိုအညူအောင်တန်းတဲ့အထိအခုပြုတ်ထားပါတယ်ကဲအညူအောင်လေးတန်းလာပြီဆိုရင်အဖက်လေးတွေကိုဆယ်ပြီးတော့သူ့ရဲ့အရည်ကြီးတီးတန့်လေးပဲရအောင်လို့ယူပါမယ်ဒီလိုမျိုးလေးရလာပြီဆိုရင်ခုနကပြားရည်နဲ့တံပြားရည်ညှစ်ထားတဲ့ထဲကိုလောင်းထည့်လိုက်ပါပြီခုဆိုရင်တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အပက်ကြီးလေးတစ်ခွက်ကိုရရှိပြီပဲဖြစ်ပါတယ်